အထိုင်မှာစမပလေယာဒူကြီးတို့ကဲတန်ရှင်လက်နက်နဲ့ flow state အမီယာ butter spell အသစ် active skill icon နှိပ်လိုက်ရင်ခဏတာကိုပြောက်ပြီးတော့ movement speed မြန်အောင်လုပ်ပေးရဟောဒီ item အသစ်မှာဆိုရင် physical attack 40ပါမယ်ပြီးရင် attack speed 20% critical rate 20%နောက်ဆုံးပိတ်တွေး650ပါမယ်ဒါတွေကတော့ basic စိတ်ရဖြစ်ပြီးတော့အသုံးဝင်ဆုံးနဲ့အဓိကအကျအဆုံးဖြစ်တဲ့ဒီ item ရဲ့ basic ကတော့ active skill ကိုနှိပ်တဲ့တပြိုင်နက်တည်း2စက္ကန့်ကိုပြောက်သွားပြီးတော့ movement speed 30%ကိုခဏတာရရှိမှာဖြစ်ပါတယ်ကိုပြောက်နေစဉ်အတော်တွင်းမှာလဲစက္ကန့်ဝက်ကိုတွေး600ခန်းနီးပါးနဲ့3စက္ကန့်တိတိပြန်ဖြည့်ပေးနေမှာဖြစ်တဲ့အတွက် backline ဝင်တဲ့ hero တွေကြောင့် position တရား impact ခက်ခဲတယ်အထိုင်မှာစမန်တွေအတွက် category လက်နက်ဖြစ်ရမယ်လို့မြင်မိပါတယ်ဒီနေရာမှာတစ်ခုတတိချက်စရာရှိတာကဒီ item ဟာ Daybreakers Virtue တို့ Sunset တို့လိုမျိုး Massman တွေအတွက်ရည်ရွယ်ထုတ်ပေးတဲ့ item ဖြစ်တဲ့အတွက် melee hero အနီးကုန် hero တွေဝယ်ရင်တော့ကိုပြောတဲ့ passive ကို 1.25 စက္ကန့်သာရရှိမှာဖြစ်ပါတယ်ကိုပြောနေစဉ်အတော်အတွင်းမှာ basic attack ဒါမှမဟုတ်စပက်တစ်ခုကိုနှိပ်မိရတယ်ကိုပြန်ပေါ်လာမှာဖြစ်ပြီးတော့ flash ခုံလိုက်တော့မှာကိုပြန်ပေါ်လာမှာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ item ကိုဘေးရဘက်ကတော့ပုံမှန်တိုင်းဖြစ်ပါတယ် item အသစ်ကြောင့်ပြောပြီးဆိုတော့ butter spell တစ်လေးကြောင့်မို့ flow state အမီရတယ် butter spell တစ်လေးရဲ့လောလောပုံကတော့2ဆင့်ရှိပါမယ်ပထမတစ်ဆင့်ကတော့ flow hero တွေနဲ့အလားတန်တူ flow state butter spell ကိုတောင်းလိုက်ရင်ကိုမှ9000ကျနေတဲ့ skill မှန်သမျှကို 50% 9000ချပေးမှာပါနောက်တစ်ဆင့်ကတော့ကိုကိုင်နာရဲ့ role လိုက် flow hero တွေနဲ့တူတယ် skill ကိုပေးမှာဖြစ်ပြီးတော့ Ayariya တို့ Dolia တို့လိုမျိုး support hero တွေမှာတွေကိုကိုင်နာရင်တော့ ally တွေကိုဟိပေးပြီးတော့ enemy ကို damage ပေးတယ် flow support ရဲ့လေလိုက်တာနဲ့ automatic mini version ကိုရရှိမှာဖြစ်ပါတယ်အကယ်လို့မမတန်တန် hero fighter hero တွေကိုင်နာရင်တော့ video မှာပါတဲ့အတိုင်း flow တန်ရဲ့ 0.5 second ရောက်တတ်စေမယ် dynamic skill ကိုရရှိမှာဖြစ်ပါတယ် mage hero တွေမှာတောင်းရင်တော့ flow mage ရဲ့ချိတ်ဆက်ဖြစ်တဲ့ရေကကြောင် automatic mini version ကိုရရှိမှာဖြစ်ပြီးတော့ Massman hero တွေမှာတောင်းရင်တော့ flow Massman ရဲ့ဒူးလေး3ချက်ဖြစ်တဲ့ skill ကိုရရှိမှာဖြစ်ပြီးတော့အဆိုပါ3ချက်တည်းကပထမတစ်ချက်ကတော့ enemy ကိုကိုနဲ့အဝေးကိုတွန်းထုတ်ပေးနိုင်မှာပါနောက်ဆုံး assassin hero မှာတောင်းရင်တော့ follow assassin ရဲ့လက်သေးတိုက်မြောင်နဲ့ခုတ်ချတဲ့ skill ကိုရရှိမှာဖြစ်ပြီးတော့ကဲလို့များလားအခုခံရ enemy ဟာသွေးတဲ့လို့ရှိရင်တော့တန်းပြီးတော့ execute သွားမှာပါ flow state ဆိုတဲ့ press spell ကိုတောင်းက100စက္ကန့်ရှိမှာဖြစ်ပြီးတော့ flash ကိုတိတ်အသုံးလုပ်တဲ့ hero တွေအတွက်တော့စမ်းသုံးကြည့်တဲ့ spell ပါတော့အချက်ပြုရင်ဗီဒီယိုလေးကိုနေကုန်းချုပ်ပြရစေနောက်ဗီဒီယိုတွေမှာပဲပြန်တွေ့ကြတာပေါ့